Buddha Gaming Buddha Minecraft Gaming ဖြစ်ပါတယ် သူကကောင်းလေးကိုလည်း subscribe လေးတော့လုပ်ပေးပါဦးသူကတော့ကျွန်တော်တို့ subscriber မြင့်နေဆိုတာပဲမဲ့လေကိုညီပဲဟုတ်တယ်မလားဒါပါလည်းမသိဘူးအကောက်ရတယ်ငါပစံရတဲ့လောက်လောက်အောင်မရပစံရတဲ့ကတတော်ပေါင်း20လေဟုတ်တော့တပင်းနဲ့ပင်ခုတ်ပြီးတော့ငါပစံလောက်ရတယ်အဲ့တော့ကျွန်တော်ခုမှဆက်ဆော့ဆိုတာအဲ့လောက်ကြီးလည်းမသိဘူးတသားခုတ်ကြောက်တုံးခုတ်ဘေးဆောက်ပဲကျွန်တော်သိပါတယ်ကျွန်တော်လည်းအရင်ကမပြောကြပါဘူးတော့တတ်ပါဘူးပြောမှန်မှန်ပြောရတယ်အဲ့ဒါကလည်းလောက်ပြီးဒါနည်းနည်းဆော့ထားခုမှမင်းဘယ်နဲ့တော့ဘယ်နဲ့တော့ရှင်းနေတော့ရှင်းနေပဲရှိရကျွန်တော်စကန်နေလာတယ်ကျွန်တော်တပည့်လာခေါ်တပည့်ဘယ်နဲ့ပင်ရှိမဲလည်းမသိကျွန်တော်နေလည်းလူရမရတော့ဘယ်ဒီနိုင်လာအောင်မသိလားကျွန်တော်တူဘယ်ဒီတော့ဘယ်ဒီဆိုရမ်းကြိုက်ပါလေဟုတ်တာဘယ်ဒီမို့မမကျွန်တော်ပြောတဲ့ဘယ်ဒီကဒီမှာပါဟိုးရွာအိမ်နဲ့ဝင်ပါမယ်တော့လုံးချချအောင်လုံးအောင်မယ်ဗျဒီအပေါက်ကိုဖြည့်အောင်မယ်ပြန်ဒီမှာဒေါ်လေးတစ်ခုလောက်ဆောက်လိုက်အဲ့ဒီထဲဝင်ရမှာငါထဲမှာဟိုထူးထူးဆန်းဆန်းစပါးတွေအများကြီးရှိတယ်အလုံးမဲ့ကျွန်တော်တို့ဒီကဆောက်တာအဲ့လောက်ကြီးမကြောက်ပါဘူးဗိုလ်သားတော့စကိုင်းမဆလာကြီးဝယ်စားနေပါဘူးဆလကမဆလာအဲ့တော့ဘယ်နားလဲမေဟောရင်
my god ဒါကျွန်တော်အိမ်လေးပါလှပါဘူးဟုတ်ပါတယ်မလှပါဘူးလှရဆိုရင်လည်းဘလို့ရေကျွန်တော်ကတော့ဟုတ်ပါတယ်ကျွန်တော်နုလို့တော့ပြောလို့ရတယ်ကျွန်တော်ရဲ့အစာကကျွန်တော်ပြောရင် YouTuber လောက်ချင်မှမလဲကျွန်တော်ရဲ့ subscriber တော့အော်လေကားလောက်ဖို့အများကြီးလို့လေကားအများကြီးအောင်လို့ဟာဘလို့ရေခဏဗျာကျွန်တော်တသားကြီးပါလေသွားခုတ်လောက်အောင်မယ်ကျွန်တော်နဲ့တော့ဆောင်းအောင်ပါမယ်အားလုံးပဲဟုတ်ပါတယ်ဒါကတော့ episode 1ပဲဖြစ်ပါတယ် episode 2ကြည့်ရင် comment မှာမှတ်ခဲ့ကြပါအားလုံးပဲ bye bye